မိန်းမဆိုတော့ဖာစကားပြောတာပေါ့တဲ့ဒါတချို့အချက်ကလေးတွေနော်ကျွန်မထောက်ပြတာမိန်းမဆိုတော့ဖာစကားပြောတာပေါ့တဲ့သူများပေးစာကန်းစာနဲ့သူများထောက်ဖို့စာစားပြီးတော့မှပါတီထောင်ထားတဲ့စောက်ခွက်တွေတဲ့နော်ပါတီထောင်ထားတဲ့ပါတီထောင်ပြီးတော့ဘာလုပ်နေတာလဲမသိဘူးပေါ့နော်တဲ့နော်ပါတီထောင်ထားပြီးဘာတွေလုပ်နေမှာစောက်ခေါင်းထဲမှာနေပြီးတော့ကျမကိုပေါ့နော်စောက်ခေါင်းထဲမှာနေပြီးတော့လေးကျဲနေတယ်တဲ့ဟိုပါတီထောင်ထားပြီးတော့အခုဒီသူ့လိုမျိုးဘာတွေလုပ်ခဲ့ဘူးလဲဒီတက်မတော်အတွက်ဘာတွေလုပ်ခဲ့ဘူးလဲစောက်ခေါင်းထဲမှာလေးကျဲပြီးပါတီထောင်ပြီးတော့လှုပ်ရှားနေတယ်တဲ့နော်သူကပြောခဲ့တာအဲ့တော့ကျမပြောပြမယ်ဒေါ်မမိုးခိုင်ဆိုတဲ့မိန်းမကလေမနေ့တနေ့ကမှဒီဘာသာတာသနာတိုင်းပြည်အတွက်ဆိုပြီးတော့ဟန်ရေးပြပြီးတော့လိုင်းမော်တက်လာတာမဟုတ်ဘူးဒါကိုမိဘပြည်သူတွေသိတယ်ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကဒီဘာသာရဲ့အဓိကယုံတွေကလားပမာအဓိကယုံတွေပေါ့နော်လွန်ခဲ့တဲ့ဟို15နဲ့20လောက်ကအဓိကဟိုကလားပမာအဓိကယုံတွေဖြစ်ခဲ့တယ်နော်အဲ့ဒီမှာဘာသာတာသနာတိုင်းပြည်ကိုကျမရဲ့ညို့နဲ့တောင်တကုံညို့နဲ့နော်ကျမပရဟိတအသင်းဖွဲ့ကြီးကိုမာကလူလင်လုံအားရှင်ဆိုရင်အကုန်သိတယ်ပရဟိတလောကတိုင်းမှာအကုန်သိတယ်နာမည်ကြီးခဲ့တာကျမအမျိုးသားနဲ့ကျမထောင်ခဲ့ပြီးတော့ကိုပိုင်သူများကစီကရေတစ်ခွက်တောင်မတောက်ခါဘူးရေတဘူးတောင်မတောက်ကဘူးကျမရဲ့ကိုပိုင်ပတ်စံနေနဲ့ဘာသာသာသနာကိုကလားပမာအဒီကယုံဖြစ်နေတဲ့အချိန်မှာနော်ကျမကဘာသာရေးတွေကိုတရားပွဲတွေကိုလုပ်ပြီးတော့ဘာသာသာသနာကိုယ့်ရဲ့မိဘပြည်သူတွေကလေးတွေလူငယ်တွေမျိုးချစ်စိတ်တက်ကြလာအောင်ကျမတို့ရဲ့တောင်တကုံမြို့နယ်မှာကျမတောင်တကုံမှာနေခဲ့တာပေါ့နော်တောင်တကုံမြို့နယ်မှာကျမတို့ကဦးစီးပြီးတော့လမ်းတိုင်းဘာသာရေးအသည့်တရားတွေငိုးကြလာအောင်လုပ်ခဲ့တယ်မာကလူလင်လောက်အားရှင်ဆိုတာမသိတဲ့သူမရှိဘူးဒီပရိဟိတလောကမှာနော်မာကလူလင်လောက်အားရှင်ဆိုတာမသိတဲ့သူမရှိဘူးကျမတို့ဒီတရားပွဲတွေလုပ်ဖို့အတွက်ကိုအခက်ခဲတွေမုတ်ဦးတွေမန်ဒတ်တွေရှိနေတဲ့အခါမှာကျမကမုတ်ဦးတွေတရားပွဲတစ်ခုပြုလုပ်တဲ့အခါမှာမုတ်ဦးတွေမန်ဒတ်တွေအရန်ခက်ခဲဖြစ်တဲ့အခါမှာကျမရဲ့ကိုယ်ပိုင်နော်ကျမရဲ့ကိုယ်ပိုင်ပတ်စံနေနဲ့ကျမဒါတွေကိုလုပ်ပြီးတော့လမ်းတိုင်းတရားပွဲကြီးကျင်းပနိုင်ဖို့အတွက်ကျမရဲ့မတင်ငွေတွေကိုယ့်ရဲ့ကိုယ်ပိုင်ပတ်စံနေနဲ့မတင်ပြီးတော့တရားပွဲတွေဖြစ်ဖို့အတွက်အဲ့တရားပွဲတွေကနေပြီးတော့ဘာသာသာသနာတိအမျိုးသားရေးစိတ်ဓာတ်တွေကိုစီးလုံးလာအောင်ကျမတို့လှုပ်ဆော်ခဲ့တယ်ဒါအမျိုးသားရေးဆရာတော်တွေအတိဆုံးပဲနော်ကျမတို့တောင်တကုံ26ပလဲရတနာလမ်းမှာတည်ရှိတဲ့မြင်းချံကျောင်းမိကယ်ကျောင်းကိုခေါ်တယ်။နော်ရွှေရတုတိပိဋကဆရာတော်ဆိုတာ669ရဲ့အတွင်းရေးမူနော်ရွာအင်းစိန်ရွာမှာဆရာတော်ဘုရားကြီးဥက္ကဋ္ဌဒေါ်မမိုးခိုင်လို့ဆိုတာဥပေဒေါ်မမိုးခိုင်လို့ဆိုတာနာမည်တစ်လုံးနဲ့ရက်တည်ခဲ့တာဘာသာရေးကိုနှိုးကြစေခဲ့တယ်။ကလားဗမာတွေဒါအခုကျမဘာသာရေးဆိုင်တာမဟုတ်ဘူးနော်ပြောပြတာမနေ့တနေ့မှလိုင်းမော်တက်လာတာမဟုတ်ဘူးဘာသာရေးဟန်ပြလောက်လာတာမဟုတ်ဘူးနော်အဲ့တုန်းကကျမတို့စစ်အာဏာရှင်ပေါ့ရှင်စစ်အာဏာရှင်လို့ပြောနေကြတဲ့ဦးတန်းရွှေလက်ထက်မှာဒီကလားဗမာဒီကယုံတွေဘာသာရေးတွေဖြစ်ပြီးတော့ကိုယ့်ရဲ့ဗုဒ္ဓဘာသာတွေကိုမှာရခိုင်မှာတက်ဖြတ်နေခဲ့တာလေမိထီလာတို့ရန်ခိုင်မှာတက်ဖြတ်နေတဲ့အချိန်မှာကျမတို့ရဲ့ဘာသာတွေကိုကျမတို့စီယုံသိလှုပ်ဆော်ခဲ့တယ်အဲ့ဒီမှာကို6ကိုညာနန်းဆရာတော်တို့ဟုတ်လားဆရာတော်အရှင်ပညာဝရတို့နော်အကုန်လုံးအမျိုးသားရေးစိတ်ဓာတ်တွေတက်ကြလာအောင်ကျမတို့တွေပူပေါင်းပြီးတော့တရားပွဲတွေကိုလမ်းတိုင်းကျင်းပပေးနိုင်ဖို့တော့ကိုကျမတို့ဦးစီးခဲ့တယ်ကျမတို့အထူးသဖြင့်တောင်တကုံကနာမည်တော်ဘယ်လောက်ကြီးခဲ့လဲသာသနာနယ်မြေတဲ့နော်သာသနာကိုမှတ်ကြောက်တင်မဲ့တောင်တကုံဆိုတာကိုနာမည်ကြီးခဲ့တယ်ကျမရဲ့ပရိဒအတင်းကကျမမာကလူလင်လောက်အားရှင်းဆိုတဲ့ယောက်ျားလေးတွေကြီးပဲဘယ်ပဲစလဲ9နှစ်ကလေးကစတယ်အဲ့ဒီမှာတရားပွဲတွေလုပ်ပြီးအရှင်စိတ်ကိန်းနာတို့နော်ဒီအမျိုးသားရေးတက်ကြွစီမဲ့တရားပွဲတွေလုပ်ပြီးလို့ရှိရင်9နှစ်အရွယ်ကလေးလေးတွေကစတင်ကြီးဝတ်စုံလေးတွေနဲ့အဝါရောင်လေးတွေနဲ့မာကလူလင်လောက်အားရှင်းဆိုပြီးတော့ဝတ်ပြီးတော့ဒိုစီတချင်းနဲ့အခု NLD အစိုးရကဖွင့်ထားတဲ့သွေးသစ္စာဆိုတာတချင်းဆိုတာလေဒိုစီအဲ့တချင်းပဲအဲ့ဒီတီလုံးအဲ့ဒီစာသားတွေပဲစာသားလေးပဲပြောင်းသွားတာဒိုစီဆိုတဲ့တချင်းနဲ့ဟုတ်လားတရားပွဲရဲ့မန်ဒတ်တွေပေါ်မှာမန်ဒတ်တွေပေါ်မှာတရားပွဲဒီတောင်တကုံမျိုးနယ်မှာရှိတဲ့တရားပွဲတွေလုပ်ပြီးတဲ့ခါမှာဒိုစီဆိုတဲ့ကလေးတွေ9နှစ်အရွယ်ကနေစပြီးတော့ပေါ့နော်10ကျော်သက်12နှစ်13နှစ်14နှစ်ထိကလေးတွေကိုဒိုစီဆိုတဲ့တချင်းတီဆိုပြီးတော့ကျမတရားပွဲကိုပြီးဆုံးစေခဲ့တယ်ဒါဆိုရင်ညာနန်းဆရာတော်တို့ဒီ669ဆရာတော်တို့နော်အရှင်စိတ်ကိန်းနာတို့အဲ့လွန်ခဲ့တဲ့နှစ်ပေါင်း10နှစ်ကျော်တုန်းက10စုနှစ်ကျော်တုန်းကတရားပွဲတွေကိုဘာသာရေးအဓိကယုံတွေမှာဖြစ်ခဲ့တယ်ဆိုရင်နားလည်လိမ့်မယ်သိကြလိမ့်မယ်ဘာသာရေးထဲမှာကျမတို့ဘလောက်စွမ်းဆောင်ခဲ့လဲဆိုတာအဲ့တုန်းကဟိုဗာလဲဘယ်သူလဲအခုစစ်အစိုးရနော်ဘဘဟိုပါပေါ့ဟိုနေပေါ့ဘဘဦးသိမ့်စိန်မရောက်ခင်ပေါ့နော်အခုအဲ့ဒီစစ်ဆိုရလက်ထက်မှာတရားပွဲလုပ်လို့ရှိရင်ဒီမြင်းညံเจ้าနော်တောင်တကုံမိကယ်ဆရာတော်အခုတိပိဋကဆရာတော်ရွှေတုဆရာတော်ကြီးเจ้าမှာကျောင်းဝင်းထဲမှာတရားပွဲလုပ်ရင်ဖမ်းမယ်ဆိုပြီးတော့မြို့နယ်ထွေအုပ်ကနေအုပ်ချုပ်ရေးမှူးရုံးကနေဖမ်းမိုင်းကိုထုတ်ခဲ့တယ်ဘယ်သူမှမလုပ်ရဲဘူးဘာသာသာသနာအတွက်အရေးကြီးနေတဲ့အချိန်မှာကျမဒေါ်မမိုးခိုင်
ဖမ်းမိန်ကိုအဲ့ဒီဖမ်းမိန်ကိုတရားပွဲလုပ်ရင်ကင်ခဲ့တယ်ဖမ်းမိန်ကိုကင်ပြီးတော့ကျမတရားပွဲကြီးအောင်မြင်စွာနဲ့ကျင်းပနိုင်ခဲ့တယ်ကျမကိုလာဖမ်းတယ်ဒါပေမဲ့မဖမ်းခဲ့ဘူးပြန်သွားခဲ့တယ်အဲ့ဒီအချိန်မှာကျမရဲ့စိတ်သက်တွေနိုးချနေခဲ့တဲ့အတွက်ကျမကိုအကုန်လုံးဝိုင်းရံပြီးတော့အမျိုးသားရေးသမားတွေဒီဘာသာရေးပရိဟိတကလေးတွေအကုန်လုံးဒီရက်ွက်တိုင်းမျိုးနယ်တွေပေါ့နော်ကျမတို့ရန်ကုန်မှာရှိတဲ့ဒီပရိဟိတမျိုးနယ်တွေကနေပြီးတော့ကျမကိုလာပြီးဝိုင်းရံခဲ့တယ်အဲ့ဒီဖမ်းဝရမ်းကိုကင်ပြီးကျမတရားပွဲကိုလုပ်ခဲ့တယ်ဘာဖြစ်လို့လဲသိလားအဲ့တုန်းကပလီတွေမှာတောက်ကြနေတိုင်းဟုတ်လားဘာသာရေးကွယ်ပလီတွေမှာတောက်ကြနေတိုင်းမှာဒီသူတို့ဒီကလားပလီတွေမှာဒါအခုကျမဘာသာရေးသွေးထိုးတာမဟုတ်ဘူးเนาะကျမပြောပြခဲ့တာကျမရဲ့နောက်ကျောင်းတွေကိုအဲ့လိုတွေမှာဒီကလားပလီတွေမှာဒီတရားသူတို့ဝတ်ပြုတာတွေကိုတော့ခွင့်ပြုခဲ့တယ်ကိုယ့်ရဲ့ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းထဲမှာဘာကြောင့်တရားပွဲကိုခွင့်မပြုရတာလဲနောက်ပြီးကိုယ့်ရဲ့ဗုဒ္ဓဘာသာသာသနာခေါင်းဆောင်တွေဆိုတာကဗုဒ္ဓဘာသာထဲမှာအရန်နူးညံ့သိမ်မွေးတယ်သူများတကာတွေကိုတတ်ဖို့ဖြတ်ဖို့ပြောတဲ့ဘာသာမဟုတ်ဘူးလုပ်ဖို့ပြောတဲ့ဘာသာမဟုတ်ဘူးစာနာတနာထောက်ထားစွာနဲ့လိမ္မာယဉ်ကျေးဖို့မေတ္တာတရားထားဖို့ကျမတို့ဗုဒ္ဓဘာသာကြီးကျမတို့ဘာသာဝင်တွေကအရန်နူးညံ့တယ်ဒီဟာတွေကိုစုံမတင်နဲ့ကျမတို့ရဲ့သာသနာခေါင်းဆောင်တွေကိုရဟန်းတန်ဃာတော်တွေကိုတရားပွဲကိုလုတ်ခွင့်မပြုခဲ့ဘူးချုပ်ချယ်ခဲ့တယ်နင်းမျိုးစုံနဲ့ချုပ်ချယ်ခဲ့တယ်နော်မျိုးသားရေးသချင်းတွေတောင်ခွင့်မပြုခဲ့ဘူးအဲ့ဒီအချိန်မှာကျမကအခုကိုစီယုံသချင်းတွေအဲ့တုန်းကဟိုပါပေါ့ဟိုခွေးနဲ့နီးမယ်ဆိုပြီးတော့အရန်ဒိုးမျိုးသားရဲ့တချင်းတွေတက်ကြွခဲ့တယ်ကျမတရားပွဲကနေဘယ်သူမှမခွင့်တဲ့အချိန်မှာကျမဒီတောင်နဂုံမြင်းကြံ26မြင်းကြံပလေယတနာပေါ်မှာရှိတဲ့အကြောင်းမှာကျမအဲ့တချင်းတွေကိုနိုင်ဆိုင်ကြီးနဲ့ဖွင့်ပြီးတော့ကျမတနိုင်ငံလုံးကိုဖြန့်ပေးခဲ့တယ်နော်အဲ့ဒီတချင်းတွေကနေပြန့်သွားပြီးတော့တနိုင်ငံလုံးမှာအမျိုးသားရေးစိတ်ဓာတ်တွေဘာသာရေးစိတ်ဓာတ်တွေနှိုးချလာပြီးတော့လူကြီးမိဘတွေကျမတို့ဗုဒ္ဓဘာသာတွေစိတ်ဓာတ်တွေကြွပြီးတော့ဘာသာတရားတွေလုပ်ခဲ့တယ်တရားပွဲတွေကိုမြို့တိုင်းလမ်းတိုင်းရက်ွက်တိုင်းမှာအနှံ့လုပ်ခဲ့တယ်အဲ့ဒီဟာကိုကျမတို့ကိုအားကြခဲ့တယ်မာကလူလင်လုပ်အားရှင်ဆိုတာတခြားဘာမှမလုပ်ခဲ့ဘူးနော်အဲ့တုန်းကပရာဟိတဘုတ်ဒီတရားပွဲပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဟာကိုအဓိကဥဆောင်ပြီးလုပ်ခဲ့တာဒါကျမရဲ့အဖွဲ့ကျမနဲ့ကျမအမျိုးသားတီဆောင်ခဲ့တဲ့အဖွဲ့ဒါတွေဆိုအကုန်သိပြီးသားအဲ့ဒီကနေကျမတို့ဒီအဖွဲ့ကြီးကိုအရန်လေးစားကြတဲ့အတွက်နောက်ပိုင်းမှာဘာတွေကကျမတို့ဒီဗုဒ္ဓဘာသာအသင်းကြီးကဘာတွေနိုးကြလာပြီးတော့ဘာတွေအောင်မြင်မှုရတာလဲသိလားတောင်တကုံsorry 669ဆိုတဲ့ဘာသာရေးအသင်းဖွဲ့ကြီးစီပေါ်ပေါက်လာခဲ့တယ်မဖတာ669ဆိုတဲ့ဘာသာရေးအသင်းဖွဲ့ကြီးပေါ်ပေါက်လာခဲ့တယ်နော်ကျမအဲ့ခရီးကနေလုပ်ခဲ့တယ်2000ခွန်ရွှေဝါရောင်တော်လန်ရေးအရှိဆုံးကနေပြီးတော့တိုက်ပွဲဝင်ခဲ့တယ်အဲ့အရှိဆုံးကခေါင်းဆောင်ဆရာတော်တွေနဲ့ကျမရဲ့ဒီမှာမီဒီယာပေါ်တွေမှာရှိတယ်ဒါတွေကနော်ကျမတိုက်ပွဲဝင်ခဲ့တယ်မနေ့တနေ့မှကျမနိုင်ငံရေးလုပ်ခဲ့တာမဟုတ်ပါဘူးနိုင်ငံရေးလုပ်တာမဟုတ်ပါဘူးကျမနိုင်ငံရေးသမားမဟုတ်ဘူးမနိုင်ငံရေးတော့တဲ့ကိုကျမဘာကြောင့်ဝင်ခဲ့ရတာလဲ2020ရွေးကောက်ပွဲမှာဒီမဲလိမ်မဲခိုးခဲ့တဲ့အစိုးရကိုမဲလိမ်မဲခိုးပြီးတက်လာတဲ့အစိုးရကဒီကျမတို့ရဲ့ဘာသာသာသနာကိုဖျက်ဆီးတော့မယ်အကြောင်းကျမတို့လက်မခံနိုင်တဲ့အတွက်ကျမပါတီနိုင်ငံရေးကိုလုပ်ခဲ့တယ်နော်ပါတီဒီအခြေခံလူနန်းစားဘဝမြန်မာရေးပါတီရဲ့အထွေထွေရေးမှုအဖြစ်ပါတီရဲ့ဟာကိုကျမဒီကနေစပြီးတော့ဒီချိန်မှာဘသူမှအရန်ဖမ်းနေတဲ့ NLD ဆိုရကတင်းတင်းကြပ်ကြပ်နဲ့ဖမ်းပြီးလူ9ဦးတောင်မှရက်ွက်လမ်းပေါ်ကိုမတက်ရတဲ့အချိန်မှာကိုဘေးဥပဒေတွေနဲ့ထိန်းချုပ်ထားတဲ့အချိန်မှာကျမကအဖမ်းခံပြီးတော့ဟောပြောပွဲကြီးကိုလုပ်ခဲ့တာပြည်နယ်တိုင်းအသီးသီးကျမတို့မြန်မာပြည်မှာနော်ပြန့်သွားတဲ့ပြင်ဟိုနိုင်ငံဟိုကမ္ဘာနိုင်ငံတချို့တော့ပြည်ပနိုင်ငံတွေပြီးပါလားပောက်သွားပြီးတော့အရန်ကိုအောင်မြင်သွားခဲ့တဲ့ပွဲနော်မိန်းမတယောက်တည်းဥဆောင်ပြီးတော့ဒီဒေါအောင်ဆန်းစုကြည်အစိုးရလက်ထက်မှာအဖမ်းခံပြီးတော့ဒီစုလေဖျားမှာစပြီးတော့ပထမဦးဆုံး28ရက်12လပိုင်းမှာတမိုင်းတွင်ခဲ့တဲ့ပွဲကြီးအဲ့ဒီပွဲကနေပြီးတော့ကျမတို့ဖခင်ကြီးကဒီတောင်းဆိုခဲ့တဲ့နိုင်ငံရေးပါတီတွေနဲ့ပြည်သူတွေတောင်းဆိုခဲ့တဲ့ကြောင့်အာဏာထိန်းရပါတယ်ဆိုပြီးတော့စပြီးအာဏာထိန်းခဲ့တယ်နော်ကျမကို2021ပေါ့နော်အာဏာမထိန်းခင်2021ဇန်နဝါရီလ25ရက်နေ့မှာဒေါအောင်ဆန်းစုကြည်ကကျမကိုဖမ်းခဲ့တယ်နော်ပုံမှန်20စာလုံး33ကားကြီး124တွေနဲ့ကျမဆွဲခဲ့တယ်နော်ကျမဆွဲခဲ့တယ်ကျမကိုဘယ်လောက်ထိတောင်ဟိုဖြစ်လဲဆိုတော့အမြန်လမ်းမှာကျမအိမ်ကိုဒေါအောင်ဆန်းစုကြည်ကဘယ်လောက်တောင်ဟိုပြကြောက်ရွံ့တုန်လောက်ခဲ့ရတဲ့မိန်းမလဲဆိုတာအကုန်လုံးသိပြီးသားကျမရဲ့ဒီအိမ်ကိုကား6စီးနဲ့ပြည်သေးရဲကအရာရှိတွေနော်အရာရှိတွေရဲမှုတွေရဲချုပ်တွေကိုကား6စီးနဲ့ကျမရဲ့အိမ်ကိုအမြဲတမ်းကင်းချထားခဲ့တယ်ကျမသွားမဲ့လမ်းတွေအဝင်ထွက်တွေကျမမျိုးနယ်မှာရှိတဲ့ဒီအဝင်ထွက်တွေလမ်းတို့ညာရင်း CCTV တွေတက်ပြီးကျမအိမ်ကိုကား6စီးနဲ့အဆောင်ချထားခဲ့တာနော်ကျမဆိုတဲ့မိန်းမကကြောက်သေးပါရင်ဖောက်ထုတ်လိုက်မယ်ကျမယုံကြည်တယ်ကျမယုံကြည်တဲ့ဘာသာတာနာတိုင်းပြည်ကိုပျက်စီးမှာဆိုတဲ့အတွက်ကျမလက်မခံနိုင်တဲ့အစိုးရတရက်ဖြစ်လို့ကျမကအဲ့ဒီမှာတိုက်ပွဲဝင်ခဲ့တယ်ကျမရဲ့ပါတီထွေတွင်းရင်းမှုဘဝအနေနဲ့ကျမပါတီရဲ့လှုပ်ရှားမှုကိုတိုင်းပြည်အတွက်နော်ကျမလုပ်ခဲ့တယ်ဖမ်းခဲ့တယ်ကျမကိုအဲ့လိုပုံစံမျိုးနဲ့ဖမ်းခဲ့တယ်နော်ကျမကိုအမြန်လမ်းပေါ်မှာတော့ကျမကိုအကြမ်းဖက်ကိုကျမကိုတပ်ဖြတ်ဖို့အတွက်အကြမ်းဖက်အင်အား1900ချထားခဲ့တယ်ဒါတွေကတိပြီးသားတွေတမိုင်းကြောင်းတွေတိပြီးသားတွေမနေ့တနေ့မှလောက်လာတာမဟုတ်ဘူးအဲအကြောင်းမို့ကျမကခုနဟိုဘာကိုစော်ဖွင့်ကျမကိုစော်ကားထားတာလေစောက်ခေါင်းနဲ့နေပြီးတော့ပါတီရဲ့အကျိုးစီးပွားအတွက်
အကျိုးစီးပွားတဲ့ကိုအကျိုးစီးပွားတဲ့ပါတီထောင်ပြီးဘာလုပ်နေလဲအခုသူကတက်မတော်တွေအတွက်လုပ်နေတယ်ကျမကတက်မတော်ရဲ့အတွက်ဘာလုပ်နေလဲကျမတက်မတော်အတွက်လုပ်နေတာမဟုတ်ဘူးကျမတက်မတော်ကြီးကိုကျမတို့တိုင်းပြည်ကိုကယ်တင်ပေးခဲ့တယ်ကျမတို့တိုင်းပြည်ကြီးဒုက္ခဆင်းရဲရောက်နေတဲ့အချိန်မှာလှုပ်ရှားနိုင်ငံရေးသမားတွေကြောင့်လှုပ်ရှားနိုင်ငံရေးသမားတွေလှုပ်ရှားနိုင်ငံရေးပါတီတွေကြောင့်တိုင်းပြည်ကြောက်ထဲမှာအလုံးစုံရောက်ပြီးတော့မိဘပြည်သူတွေရဟန်းတန်ဃာတွေဆင်းရဲဒုက္ခရောက်ပြီးတော့အသက်များစွာအသက်သွေးချွေးများအသက်ခံနေရတဲ့အချိန်မှာတိုင်းပြည်ကြီးအလုံးစုံပျက်စီးပြီးကြောက်ထဲရောက်နေတဲ့အချိန်မှာကဲတင်ပေးနိုင်တာတခုသီးတော့ကကျမတို့ယုံကြည်လေးစားအားကိုးရတဲ့တက်မတော်ကြီးတစ်ခုပဲရှိလို့ကျမတက်မတော်ကိုထောက်ခံခဲ့တာနော်အဲ့လိုပြောတဲ့အတွက်ကျမကအဲ့လိုပြောတဲ့အတွက်တချို့သောတွေပြောကြပါကျမမိသားစုဝင်ယနေ့အချိန်ထိမျိုးရိုးမှာတက်မတော်သားတစ်ယောက်မှမရှိဘူးတက်မတော်သားတစ်ယောက်မှမရှိဘူးဒါပေမဲ့ကျမတို့ကယုံကြည်လေးစားစွာနဲ့ကျမတို့မှာအတိတရားရှိတယ်အကျန်းဖက်လားတဘုံလားနိုင်ငံတော်ကိုကာကွယ်ပေးနေတဲ့တက်မတော်လားမျိုးချစ်တက်မတော်လားအကျန်းဖက်လားတဘုံလားလက်နက်ကင်လားဆိုတော့ကျမတို့ရဲ့အတိတရားမှာရှိပြီးသားအဲ့တော့ကျမတို့ရဲ့နိုင်ငံရဲ့လှုပ်ရှားပါတီအများစုကသူတို့ရဲ့ပါတီကောင်းစားဖို့သူတို့တွေကောင်းစားဖို့အတွက်တိုင်းပြည်ကိုချနှင်းခဲ့ကြတယ်ဟုတ်လားနီးမျိုးစုံနဲ့ချနှင်းပြီးတော့တိုင်းပြည်ကိုအမြဲတမ်းသူတို့ရဲ့အကျိုးစီးပွားတွေလုပ်ခဲ့တဲ့အတွက်တိုင်းပြည်ကမငြိမ်မသက်ဖန်နဲ့အမြဲတမ်းရှစ်လေးလုံးအစရှိတယ်ဗောနော်အဲ့တုန်းကခဏဖြစ်ခဲ့ရတဲ့ဒီဟာတွေအဲ့ဒီအချိန်မှာပဲဒီလိုပြည်သူတွေဒုက္ခဆင်းရဲရောက်အောင်အာနာယူပါတီယူပြီးတော့သူတို့ရဲ့ကိုကြိုးစည်းပွားတွေယူခဲ့တဲ့နိုင်ငံရေးလှုပ်ရှားသမားတွေအချို့ကြောင့်ကျမတို့ဒုက္ခဆင်းရဲရောက်ခဲ့တဲ့ကျမတို့ရဲ့မိဘပြည်သူတွေကိုကိုချင်းစားတဲ့စာနာတဲ့တနာတဲ့စိတ်တွေကြောင့်တက်မတော်ကြီးကကျမတို့ရဲ့ပြည်သူတွေကိုဘတော်မှသစ္စာမဖောက်ဘူးဆိုတော့ကျမတို့ယုံကြည်တယ်နော်အမျိုးသားရဲ့ကိုဘတော်မှသစ္စာမဖောက်တဲ့တက်မတော်ကြီးဆိုတာကျမတို့ယုံကြည်တဲ့အတွက်တက်မတော်ကြီးကိုကျမရဲ့အသက်ကိုပေးလူပြီးတော့ကျမထောက်ခံခဲ့တာနော်ဒီပေါ်မှာကျမဘာမှဒီတက်မတော်ပေါ်မှာဘာမှရယူခြင်းမရှိလို့ယနေ့အချိန်ထိကျမဒေါ်မမိုးခိုင်ရက်တည်နေခဲ့တာကျမလိပ်ပြကျမလုံနေဒါကိုနာဆာကအစိုးရကျမတို့ဖခင်ကြီးအပါဝင်ဒေါ်အောင်ဆန်းစုကြည်သိပြီးသားကျမတို့ဒေါ်အောင်ဆန်းစုကြည်ဒီကျမကိုသူလေးစားတဲ့အဲမှာကြောက်ရွံ့စုံမိန်းမထဲမှာကျမကိုထိတ်ဆုံးမှရှိခဲ့တာနော်နာမည်ကြီးရဲ့ဒေါ်မမိုးခိုင်ဆိုတာကျမပဲအဲ့ဒီခရဲကကျမကဟိုးတုန်းကတိုက်ပွဲဝင်ခဲ့တာကျမရဲ့ဘာသာသာသနာတိုက်ပြီးကျမတို့ရဲ့မိဘပြည်သူတွေအနေရှိလာပြီးအခက်ခဲပြစ်လာပြီးဆိုကျမရဲ့အသက်ကိုမကြောက်ဘူးကျမပေးဆက်ပြီးတော့ကျမလုပ်ခဲ့တယ်သူတို့အစဉ်ပြေရင်ပြီးရောပဲအဲ့ဒါကြောင့်မို့ကျမတို့အခုလေးစားယုံကြည်ရတယ်ကျမတို့ရဲ့ဖခင်ကြီးနော်ကျမကထောက်ခံခဲ့တယ်ကျမရဲ့ဖခင်ကြီးပုံကိုကျမအမြဲတမ်းဥထိတ်ထားပြီးတော့ကျမရဲ့ခေါင်းရင်းမှာကျမနေတဲ့အိမ်တိုင်းမှာကျမထားခဲ့တယ်အဲ့ဒီဟာကိုကျမရဲ့ဖခင်ကြီးပုံကိုခေါင်းရင်းမှာထားပြီးတော့လှုပ်ရှားနေတဲ့မိန်းမဆိုပြီးတော့ကျမကိုနီးမျိုးစုံနဲ့ပြောခဲ့တယ်နိုင်ငံခေါင်းဆောင်နဲ့ဒီတယောက်တည်းပုံရှိလားတဲ့ဟုတ်လားနိုင်ငံခေါင်းဆောင်ဒီတယောက်တည်းပုံရှိလားတဲ့တခြားသောနိုင်ငံခေါင်းဆောင်တွေလည်းရှိတာပဲဘာလို့မထားတာလဲတဲ့မတူဘူးလေကျမတို့လက်ရှိကျမတို့ရဲ့တိုင်းပြည်ကြောက်ထဲရောက်နေတဲ့ဒါကိုဆင်းရဲဒုက္ခအမျိုးစုံဆံပြီးခံပြီးတော့အစော်ကားခံပြီးတော့ဆောင်ရွက်ပေးနေတဲ့ကျမတို့ရဲ့တက်မတော်ကာကွယ်ရေးဦးစီးချုပ်ကျမတို့ဖခင်ကြီးအပါအဝင်နာဆာကအစိုးရကြီးတက်မတော်သားတွေအကုန်လုံးကိုကျမကလေးစားယုံကြည်တယ်ကျမတို့ရဲ့တိုင်းမျိုးပြည်ခေါင်းဆောင်ကြီးကျမတို့ရဲ့ဖခင်ကြီးကိုကျမယုံကြည်ရိုးသိလေးစားတဲ့အတွက်ကျမရဲ့ခေါင်းမှာအမြဲကျမရဲ့ခေါင်းရင်းထဲမှာအမြဲတမ်းထားခဲ့တယ်ကျမရဲ့အိမ်တိုင်းမှာထားခဲ့တယ်နော်နေပြီးတော့မန္တလေးရန်ကုန်ကျမတွာလာလှုပ်ရှားနေတဲ့လမ်းတွေမှာကျမထားခဲ့တယ်နော်ကျမပြောပြအောင်မယ်အခုကျမကိုစောက်ခေါင်းထဲကနေဆိုပြီးတော့ပြောနေတာဒေါ်မမိုးခိုင်ဆိုတဲ့မိန်းမကလေမိန်းမတယောက်ဓာတ်မဲနဲ့ကျမတို့တိုင်းပြည်ကြီးအမြန်အေးချမ်းပါစေဆင်းရဲဒုက္ခရောက်နေတဲ့အသက်သွေးမြေကျနေတဲ့ဘေးမှာအမြန်ဆုံးကင်းဝေးပါစေအခုစစ်မဲ့ဖြစ်ပွားနေတဲ့တပ်မတော်သားပြည်သူတွေကအကုန်လုံးအမြန်ဆုံးဒီစစ်မဲ့ကြီးအမြန်ငြိမ်းချမ်းပြီးတော့တိုင်းပြည်ကြီးအမြန်စီပင်ဟွာပြောပါစေဆိုတဲ့စိတ်နဲ့ကျမဒေါ်မမိုးခိုင်ကမိန်းမတယောက်ဓာတ်မဲနဲ့အုတ်တစ်ချက်တဲတဲ့ပွဲမှာယနေ့အချိန်ထိလှုပ်ရှားနေတာနေပြင်မှာဒါကိုမင်းတို့လိုအစင်နဲ့သိစရာမလိုဘူးကျမဘလို့လှုပ်ရှားနေလဲဆိုတဲ့ဟာကိုသက်ဆိုင်ရာလူကြီးတွေအကုန်သိတယ်မိန်းမတယောက်တန်မဲနဲ့ကျမရေးကြီးရဲ့ဖန်စီရေးတွေเนาะအထူးသဖြင့်တချို့သောဟာတွေဆိုအရာရှိတွေပါတယ်ဖန်စီရေးတွေဆိုရင်ကျမဒေါ်မမိုးခိုင်ကိုယ်တိုင်ဖန်စီရေးလိုက်ပါတယ်အဲ့ဒါကိုအဲ့ဟာကိုစကားပြောခဲ့တဲ့အတွက်ဒီအကောင်ကကျမကိုစော်ကားခဲ့သေးတယ်ဘာကြောင့်လဲဆိုတော့ကျမကဥပဒေမဲ့လုပ်နေတာမဟုတ်ဘူးပြောမယ်ကျမကနိုင်ငံဝန်ထမ်းမဟုတ်ဘူးလေဟုတ်လားကျမနိုင်ငံဝန်ထမ်းမဟုတ်ဘူးဒါတွေကိုကျမလုပ်ပိုင်ခွင့်မရှိဘူးဒါပေမဲ့ကျမကိုယ်တိုင်ဘာလို့ဒီပေါ်မှာလိုက်ပါဆောင်ရွက်ကလဲကျမပေါ်ယုံကြည်ထားခဲ့တယ်ကျမတို့ရဲ့ခေါင်းဆောင်တွေကျမတို့ဖခင်ကြီးအပါအဝင်သက်ဆိုင်ရာလူကြီးတွေရဲ့ယုံကြည်မှုကြောင့်ကျမလိုက်ပါခွင့်ရှိတယ်တချို့အကြောင်းအရာတွေမှာတမတော်ကြီးကိုပင်ပိတ်ပြီးတော့ထောက်ခံနေတဲ့ထက်မှာဒေါ်မမိုးခိုင်မပါဘူးကျမတို့ဖခင်ကြီးဥဆောင်တဲ့တမတော်အစိုးရကြီးကိုလေးစားယုံကြည်တာတစ္ဆာရှိတဲ့နိုင်ငံဝန်ထမ်းတွေအကုန်လုံးကိုကျမလေးစားယုံကြည်တယ်သူတို့ကိုစော်ကားရင်ကျမဆက်ထိအောင်ခံနိုင်တယ်နားတယ်ဘာဖြစ်လို့လဲသူတို့သက်စာရှိလို့ယနေ့ချိန်ကြီးသက်စာရှိလို့သူတို့ရဲ့အသက်သွေးချွေးတွေသူတို့ရဲ့ဘဝတွေသူတို့ရဲ့မိသားစုတွေဘဝတွေပိတ်ဆက်ပြီးတော့တိုင်းပြည်ကိုတာဝန်ထမ်းဆောင်နေတာဒီကြားထဲမှာပိတ်ဆက်ခဲ့ရတဲ့အသက်တွေသွေးတွေအများကြီးပဲနော်ကျမအဲ့လိုလှုပ်ရှားနေတဲ့ချိန်မှာမင်းတို့လိုအစ်စ်တွေသိစရာအကြောင်းမရှိဘူးဒါကိုတော်တော်များများသိခဲ့တယ်ရန်ကုန်